မောရကဲ final match နော် final match နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ပြသပေးမယ်ကျွန်တော်အဖွဲ့သားတွေတို့ကျွန်တော်လည်းညစွာစူးစမ်းထားတာပါကျွန်တော်အဖွဲ့တွေကျွန်တော်ယုံကြည်ပြီးတော့မှလက်တွဲတဲ့အသူတွေကျွန်တော်အောင်မြင်လုပ်ပေးဖို့အတွက်ကဲဒီကောက်ကြောင်းပြောမယ်ဒီကောက်ကြောင်းဘယ်လာတော့ဆိုတော့ပြောပြမယ်ဒီကောက်ကြောင်းနဲ့ပတ်သက်တဲ့ဖြစ်စဉ်ကပြောပြမယ်သူ့ရဲ့ main တဲကောင်ပြောမယ်8-9တေအဲ့ဒီ8-9တေကဘေးကနေမှတစ်ချိန်နှစ်ချိန်သုံးချိန်သွားလိုက်ရင်6-6ခွန်းဆိုတဲ့တဲကောင်ဒီတဲကောင်နဲ့ဖမ်းတာဒီမှာလဲ8-9တေသူ့ဘေးကနေတစ်ချိန်နှစ်ချိန်သွားရင်သုံးချိန်သွားရင်6-6ခွန်းလို့ထွက်ထားတဲ့တဲကောင်8-9တေ6-6ခွန်းတဲကောင်ဟာမှလဲ8-9တေ6-6ခွန်းတဲကောင်အဲ့တဲကောင်နှစ်ခုနဲ့ကျွန်တော်ကဖမ်းပြီးမှဖြစ်တယ်အဲ့တဲကောင်နှစ်ခုရဲ့ဘေးမှာဘာကြီးလုပ်ခဲ့တာတော့ဒီ break ကဘရာဘရိတ်တော့ဒီဘရိတ်ကခွန်ဘရိတ်ဒီဘရိတ်ကခွန်ဘရိတ်တို့ရိုက်ပြီးတော့မှဟာဒီ8-9ဆိုတဲ့ကဏ္ဍရဲ့6-6ခွန်ဆိုတဲ့ကဏ္ဍရဲ့တည့်ထားတာဟုတ်ပြီနော်တည့်ထားကြည့်တော့သူ့အောက်ကဟာဒီဘရိတ်တူဘရိတ်ရိုက်တာအောက်ကဟာဒီ9ဘရိတ်ကိုကျွန်တော်9ဘရိတ်ရွှေ့ဖို့အတွက်ကိုပြောပြအဲ့9ဘရိတ်ရွှေ့ဖို့အတွက်ဟာဒီ8-9ကနေ6-6ခွန်ဟိုကသွားခဲ့တဲ့ကောက်ကြောင်းရဲ့6-6ခွန်အောက်မှာဒီ9ဘရိတ်ကို9ဘရိတ်တို့ရိုက်လို့နော်ကျွန်တော်ကဒီနေရာမှာလည်း9ဘရိတ်တို့ရိုက်ပါဒီနေရာ9ဘရိတ်ရိုက်ဖို့အတွက်ကိုကျွန်တော်ဖမ်းတာပြောပြဖမ်းတဲ့ပုံစံပြောပြဟုတ်ပြီအဲ့ဒီ8-9ကနေနော်8-9ကနေဟိုးအောက်ကိုဆင်းလိုက်လို့ရှိရင်နှစ်ကုံဆင်းလိုက်လို့ရှိရင်နှစ်ကုံဆင်းလိုက်ရမှာဟုတ်နော်8-9ကနေအောက်ကိုဆင်းလိုက်ဘယ်နှချိန်ချားလုံးတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မြောက်မှာဒီ break 5ကို break 5လို့ကူးခဲ့တာကူးခဲ့တော့သူတစ်နှစ်နှစ်နှစ်ကျော်ဒီနေရာမှာ6-6ခွင်အောက်မှာ9 break လို့ညွှန်းဆိုတာဟုတ်ပြီနော်9 break လို့ညွှန်းဆိုတဲ့အချိန်မှာဘာတွေလာခဲ့တော့ပြောပြမယ်အဲ့တော့ဟာဒီ8-9ရဲ့ဘေးတစ်နှစ်ကျော်လိုက်ဒီ3လို့9လို့ခွေတာ break 5ကြောင့်ဒီ3လို့9လို့ခွေတာအဲ့ဒီ9လို့ခွေပြီးတပွဲနှစ်ပွဲကျော်3ပွဲမြောက်မှာဒီ3လို့9လို့ပြန်ထည့်တယ်ထည့်ဖို့အတွက်ထိတ်တောင်3လို့9လို့ခံပြီးဒီ3လို့9လို့ရိုက်တယ်ရိုက်ပြီးနှစ်ပွဲကျော်မှာဒီ3လို့9လို့ခွဲပြီးတော့မှတပွဲကျော်မှာ9 break လို့ရိုက်ပြီး9 break လို့တက်မှာအဲ့9 break တက်ဖို့အတွက်နှစ်ပွဲကျော်မှာ9 break လို့ကြိုဖမ်းတာကြိုဖမ်းဖို့အတွက်ဒီ3လို့9လို့ဖြစ်ခိုင်းတာဖြစ်ခိုင်းပြီးတော့မှထွက်တာဟုတ်ပြီဒီကောင်ထွက်ဖို့တော့ပြောမယ်အဲ့တော့ဒီ break ခွန်အဲ့ဒီ break ခွန်ကဘယ်မှာပြန်လာအောင်တော့သူ့ရဲ့အပေါ်အဲ့ဒီအခွေ9ရဲ့အပေါ်မှာအခုံးခွန်လို့နှစ်ချက်ရိုက်တာလေနှစ်ချက်ရိုက်ပြီးတော့မှအခွေ9ရဲ့အောက်မှာလိုက်ထွက်တဲ့ကောင်ဒီ break 5ပါဟုတ်ပြီနော်အ break 5ဖြစ်ဖို့အတွက်ကျန်တဲ့တောက်ကဘာရှိတော့ကျန်တဲ့တောက်ကဟာမ break 9နော်ဒီအခွေ9ရဲ့အောက်မှာ6 break 9ခါအဲ့ဒီ6 break 9ခါဒီဟာဒီ9 break ရဲ့ဇောင်းမှာရှီပေါင်း9လို့လာရှီပေါင်း9လို့လာပြီးတော့မှဒီအခွေ9ပြီးတော့ v shape 9လို့လာပြီးတော့သူ့ရဲ့ဘေးမှာအပိတ်ထောင်3လို့9လို့ထောင်ထားတဲ့ဘေးမှာထွက်တဲ့ကဏ္ဍဒီ break 5ပါ break 5လို့ပဲညွှန်းဆိုပြီးမယ်နော်ကဲဒါဆိုရင်2မိနစ်ကျော်ပါကဲဒီတော့ဆက်သွားမယ်ဒါဒုတိယကဒီ8-9တေ6-6ခွန်ရဲ့ဇောင်းမှာပါရှိတော့9 break ဟာမဲ့ခွန် break တို့ break တူ break ထပ်ပြီးတော့မှဟာဒီ9 break အဲ့ဒီ9 breakဒီ6-6ခွန်ရဲ့အောက်မှာ9 break လို့ရိုက်ဖို့အတွက်ဟာဒီ8-9တေအောက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မြောက်မှာ9 break လို့လိုက်ခဲ့တာအဲ့လိုက်ခဲ့တဲ့9 break ဒီတဲ့အခွေ9လို့ခံခဲ့တာအဲ့ဒီလိုက်ခဲ့တဲ့9 break ဒီတဲ့အခွေ9လို့ခံခဲ့တာ9-6-4နဲ့ပဲခံခဲ့တာဒီ9 break ရဲ့တပွဲကြောင့်9-6-4ဒီ9 break ရဲ့တပွဲကျော်မှာ6-5-4 9လို့ခံခဲ့ဟုတ်ပြီ9လို့ခံခဲ့တယ်အဲ့ကောင်ဘယ်မှာပြန်ခံတော့အဲ့ဒီ9ဒီနေရာမှာ6 break အောက်မှာဒီ3လို့9လို့ပြန်ခံခဲ့ဒီ break 9ကိုဒီ3လို့9လို့ခံပြီးတော့မှသူကတပွဲနှစ်ပွဲကျော်3ပွဲမြောက်မှာဒီ3လို့9လို့ခွေတာခွေဖို့အတွက်ထိတ်တောင်3လို့9လို့ခံပြီးတော့ဒီ3လို့9လို့ခွေတာခွေပြီးနှစ်ပွဲကျော်မှာဒီ3လို့နော်9လို့ပြန်ရိုက်ပြီးတော့မှဒီပွဲစဉ်မှာဟာဒီ break ဒီကဏ္ဍကိုဒီကူးဖို့အတွက်9 break လို့မဟုတ်ဒီကောင်ဒီကူးဖို့အတွက်ကျွန်တော်ဖမ်းလာတာထားအဲ့ဖမ်းတဲ့ကိစ္စသူ့ကြိမ်မြောက်သေးဘူးသူ့ကြိမ်မြောက်သေးအဒီနေရာမှာ9 break ရိုက်ဖို့အတွက်ဒီထက်တောင်3လို့9ဒီခွေ9အဲ့9ဒီနေရာမှာ3လို့9လို့မျောတာ3လို့9လို့မျောတော့ငတိကလာသွားတယ်ဗျဒီနေရာမှာ3 8တဲ့ဒီနေရာမှာ3 3 9တဲ့ဒီ3လို့9လို့လာခွေသွားသည့်အတွက်ကြောင့်ဒီပွဲစီကိုကျွန်တော်က9 break ကိုယုံကြည်နဲ့ကစားမှာဖြစ်တယ်အဲ့လိုကစားဖို့တော့ကိုအခုနပြောတဲ့ခွန် break ရိုက်အဲ့ခွန် break အဲ့ဒီ9ရဲ့အပေါ်မှာဟာမှာအခုံးခွန်နှစ်ချက်ဆင့်ထားတာဆင့်ပြီးအခွေ9ရဲ့အောက်မှာရိုက်မယ်ကဏ္ဍနီ break 5ပါအဲ့ break 5ဖြစ်ဖို့အတွက်ကိုဟာဒီမှာ6 break 6ခါနှစ်ပွင့်ကျော်မှာ v shape 9ထိတ်ထောင်3လို့9အဲ့ဒီ9ဒီဒီမှာနောက်ပေါင်း9ဟုတ်ပြီနော်ဒါနဲ့9မိနစ်ကပြည့်တော့မယ်တော်ပြီဒီလောက်နဲ့ပဲရက်မယ်ဟုတ်ပြီနော်အဲ့ဒီ9ဖြစ်ချင်းနေရတယ်ထောက်ထားတာဖြစ်သည့်အတွက်ကြောင့်ဒီမှာလည်း9ဖြစ်ချင်းတယ်အကုန်လုံးထောက်ထားတယ်9 v shape 9ပိတ်ထောင်ထိတ်ထောင်3လို့9အပိတ်ထောင်3လို့9 v shape 9ပိတ်ထောင်3လို့9ရဲ့ဘေးမှာ9 break ကဲပြည့်ပြီအဲ့တော့ဒီ9မိနစ်စာကိုရက်လိုက်မယ် file number 6မှာရက်မယ်